ုံကြောင်များမှာပြုလုပ်တဲ့အလူပွဲတွေတရားပွဲတွေမှာဒီကျေလို့ခေါ်တဲ့ဒီလိုများကြောင့်အလူလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကြောင်များမှာပြုလုပ်တဲ့အလူပွဲတွေတရားပွဲတွေမှာဒီကျေလို့ခေါ်တဲ့ဒီလိုများကြောင့်အလူလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအလူလာသူများနဲ့ဘုန်းကြီးများကစစိတ်ညစ်ကြတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ